Consigo so that number net patabida dinit teacher NGO a jet the point la bilo shimpia be my pipare no di number go number down about the bit lila like sun it a lube pipi number go you wear both say good hard at lude pipi no chin ten cheat ten de what's the cool teacher got up beautiful Consigo be like losing con so that number got down you put down gamo a piece ပြောတယ်လို့လုပ်တယ် strong ဖြစ်တယ်ရှစ်ဆိုတာမလုပ်ရဲတာမရှိဘူးတတိကောင်းတယ်နော်သူ့မှာအာနာရှိတယ်ဩဇာရှိတယ်လုပ်ရဲတယ်ကင်ရဲတယ်တတိအပိရှိတယ်အပေါင်းအသင်းအရင်များတယ်လူမှုပေါင်းတဲ့ဆက်ဆံရေးမှာလည်းအရင်ဆန်တယ်နံပါတ်1ခုဖြစ်တယ်ကိုဆိုတာနှက်ကောင်နှက်မြတာမဆာတာကိုလည်းပြောတယ်ကံကောင်းခြင်းကံပွင့်ခြင်းစသဖြင့်ဓာတွေကိုလည်းပြောတယ်နိုင်ငံခြားကံအမြင့်အရင်ကောင်းတဲ့လူတစ်ယောက်လည်းဖြစ်တယ်လူရှိလူခင်လည်းပေါ်တယ်သူကဖုံးတကူနံပါတ်လို့လည်းပြောတယ်အဲ့ဒီမှာတကယ်ဒီကောင်တက်ကိုစီလိုက်တဲ့အခါကျလို့ချင်းခွန်ရှစ်ကိုဆိုတဲ့နံပါတ်ဒီတချေတော့ပညာလောကပေါ်မှာဆိုရင်သူ့ကိုဘယင်နံပါတ်လို့ခေါ်ကြတယ်ဘယင်နံပါတ်လို့သုံးနှုန်းကြပါတယ်အဲ့မှာဒီနေ့ဒီချိန်မှာကိုကခွန်ရှစ်ကိုသုံးတော့မယ်ဆိုရင်ခွန်ရှစ်ကိုရဲ့အယုံဆုံးတချေနံပါတ်လောကပေါ်မှာအရန်နဲ့အရေးကြီးတဲ့အထိုင်အကြောင်းလေးပြောမယ်တကယ်လို့ဒီနေ့ဒီချိန်မှာလူချင်းမင်းတို့ခွန်ရှစ်ကိုအရှိမထားတယ်ဆိုရင်လူချင်းမင်းတို့ရဲ့ character လူအထင်ကြီးတယ်လူယုံကြည်မှုရရှိတယ် strong ဖြစ်တယ် power ရှိတယ်နော် power ရှိတယ်နောက်ပြီးတော့တစ်ခုခုကိုလုပ်တဲ့အခါကျလို့ရှိရင်တတိအရန်ကောင်းတယ်အဲ့တော့အောင်မြင်မှုကိုလည်းလွယ်နဲ့ရရှိစေတယ်နော်ခွန်ရှစ်ကိုအလဲထားမယ်ဆိုပါစို့လူချင်းမင်းရဲ့လောက်ပုံကင်ပုံကတတိပြဝပြီးတော့အပြောဩဇာအာဏာတုံးတဲ့အနေအထားကိုပြတာတယ်စကားပြောတဲ့ခါကြလို့ရှိရင်ပဲဖြစ်အပြောဩဇာအာဏာပြီးမြောက်တဲ့အဓိပ္ပာယ်ကိုလည်းရည်ညွှန်းတယ်နော်ခွန်ရှိကိုတချို့တော့ဥမာနောက်ဆုံးပိတ်မှာထားရတယ်ဆိုရင်လူချင်းမင်းရဲ့ character ဘာဖြစ်လဲအရင်ဩဇာအာဏာတုံးတဲ့တွင်ပြင်ကိုပြတာတယ်နော်လူချင်းမရဲ့စိတ်ပိုင်းဆိုင်ရာမှာလည်းငါသည်ဩဇာရှိတယ်ငါသည်အာဏာရှိတယ်ဆိုတဲ့ move အယံဝင်သွားတဲ့အခါကျလို့ရှိရင်လူချင်းမက strong ပုံမှန်ထက် strong ကိုဖြစ်တယ်ပို့ပြီးတော့အရာကိုဟိတ်ဟန်အမှုအရာတွင်ပြင်ဓာတ်တွေအကောင်လုံးကအစပြုတ်ပြင်ပြောင်းလဲသွားလိုက်မှာကိုတွေ့ရှိရတယ်ခွန်ရှစ်ကိုတကယ်လို့ကိုကအရှိမထားလို့ရှိရင်လူချင်းမရဲ့ငွေကြေးသုံးစွဲမှုပုံစံကတမျိုးအဓိပ္ပာယ်ရှိတယ်ခွန်ရှစ်ကိုလူချင်းမရဲ့ဖုန်းနံပါတ်အနောက်ဆုံးမှာထားလို့ရှိရင်လူချင်းမအတုံးကနည်းနည်းလေးမဟုတ်ဘူးတော်လေးကိုကျန်းတဲ့ဘက်ကိုကူးသွားစေတယ်အဲ့ဒီတုံးတဲ့အထဲမှာလဲလူချင်းမကတတိရှိလွန်ကဲမှုကြောင့်ပေါ့နော်တုံးကျန်းတဲ့အတုံးကြီးတဲ့ဘက်ကိုလဲပို့ဆောင်ပေးနိုင်စွမ်းတအားရှိတဲ့နံပါတ်ဖြစ်တယ်။ဒါဆိုရင်ဒီနေ့ဒီချိန်မှာကျမတို့ကခွန်ရှစ်ကိုအရှိမထားမယ်အလဲမထားမယ်အနောက်မှာထားရတယ်ဆိုရင်သိကြတာကအဓိပ္ပာယ်ချင်းမတူတော့ဘူး။ဒီနေ့ကိုဘာရက်လက်လိုချင်တာလဲ။ဘာကြောင့်ငါကဒီခွန်ရှစ်ကိုအရှိမထားရတာလဲ။ဥပမာကိုကအယောင်းဝယ်လုပ်နေတဲ့ဆိုပါဆိုအယောင်းဝယ်လုပ်နေတဲ့လူတစ်ယောက်ကနော်ထိတ်ဆုံးကိုရောက်ရှိခြင်းတဲ့ဇောနဲ့အရှိမခွန်ရှစ်ကိုထားရတယ်ဆိုပါစို့တီချာတော့လဲအကျယ်တပွင့်ပြောရင်အယောင်းဝယ်လုပ်တယ်ဒါပေမဲ့တီချာရဲ့အယောင်းဝယ်ကကုံစုံဆိုင်အယောင်းဝယ်နဲ့မတူဘူးအလှကုံရောင်းဝယ်နဲ့မတူဘူးဝန်ဆောင်မှုအယောင်းဝယ်နဲ့မတူဘူးเนาะတီချာဒီလောက်ပြောလို့ရှိရင်ပညာရှိတွေကနားလည်ပြီဟာလားเนาะအဲ့ဒီတော့ခွန်ရှစ်ကိုလူချင်းမင်းတို့ကအရှိမထားတဲ့လားအလဲမထားရမလားနောက်မှထားရမလားစဉ်းစားတီချာကတော့လူတွေရဲ့ယုံကြည်မှုကိုလိုအပ်တယ် strong ဖြစ်တယ်ပြတ်သားတယ်လောက်တဲ့အလုပ်မှာတိကျမှုရှိလို့တီချာရဲ့အလုပ်တဲ့ကိုက်ညီတဲ့ခွန်ရှစ်ကိုတီချာအရှိမတည်ထားတယ်စဉ်းစားနော်အများကြီးလူချင်းမင်းတို့ကခဏတော့ဝယ်ပြီးတော့တီချာရဲ့ဟုတ်လားခဏလာမမေးနေရအောင်မှန်ကန်စွာနဲ့ဝယ်နိုင်ဖို့အတွက်နော်မှန်ကန်စွာနဲ့လည်းအသုံးပြုနိုင်ဖို့အတွက်ဒါပေမဲ့အဲ့ဒီလိုမျိုးသုံးလို့ဝပြီးွားလို့ရှိရင်တော့တီချာအင်ဂျယ်ကိုစီကိုတော့ပြန်လာဘာဖြစ်လို့လဲအထိုင်ဘတ်ကြောင့်ဒီလိုမျိုးထားရတယ်လေနံပါတ်တစ်ခုကလူတစ်ယောက်ကိုမြင်တဲ့အမြင်လူတစ်ယောက်ကိုကြည့်တဲ့မျက်လုံးကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့လှုပ်တဲ့လှုပ်ရက်ကိုယ့်ရဲ့ငွေရှာတဲ့ပုံရှာလာတဲ့ငွေကိုဘယ်လိုသုံးစွဲလဲစသဖြင့်ဓာတ်တွေကိုတကယ်တမ်းဟောလို့ရှိရင်အသိစိတ်ဟောလို့ရတယ်ဥပမာတီချာရဲ့နံပါတ်အခုပါလဲတင်ထားတာခွန်ရှစ်
ခွန်ရှင်းနဲ့လေးဆိုပါစို့တိချေကငွေသုံးတဲ့အခါကြလို့ရှိရင်ဘယ်လိုသုံးမလဲဆိုတော့ချစ်စရာကောင်းတယ်နူးညံ့မှုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သုံးရတာကိုကြိုက်နဲ့တက်တယ်အဲ့လိုမျိုးအတိတ်ပဲလေးတွေကွဲသွားတယ်နော်ဒါကြောင့်မလို့ကိုဒီနေ့ဒီချိန်မှာဘယ်နေရာမှမရောက်သေးဘူးပတ်စံကလည်းအများကြီးမရှိသေးဘူးဆိုရင်လူကြီးမင်းကအောင်မြင်ခြင်းနဲ့ဇောနဲ့ခွန်ရှစ်ကိုသုံးလိုက်လို့ရှိရင်ဘာဖြစ်လဲသိလားစရင်ချုပ်တော့ငမွဲအနေအထားကိုရောက်ရှိစေတယ်ဒါတော့မှအကောင်လုံးဒီအစိမ်းရောင်နဲ့ပဲဖြစ်နေတယ်နော် all green နော်ဟိုဂျန်ညက်သုံးစားလို့မရတဲ့သုံးညသုံးလို့ဘာတော့ဘာမဟုတ်ဘူးနော်ဒါလေးတွေကိုလေးလေးနက်နက်တိထားဖို့အရင်လိုအပ်တယ်ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာခွန်ရှစ်ကိုဒီသုံးလို့ရလားဆိုရင်သုံးလို့ရပါတယ်ဘာကြောင့်သုံးရတာလဲနောက်ပြီးတော့ခွန်ရှစ်ကိုဒီတာဝန်ယူမှုတာဝန်ခံမှုအများကြီးယူထားတဲ့လူကမှသုံးလို့ရှိရင်ပို့ပြီးတော့အံဝင်ဝင်ကြဖြစ်တယ်အတိတ်ပဲကိုသိချက်ပြောမယ်ဥပမာလူချင်းမင်းတို့ကစက်လေကြီးကြီးရှိတယ်ကွယ်ငါးဖမ်းတဲ့နေရာချောင်းတဲ့ပဲဆိုရင်ဒီစက်လေကြီးကအသုံးလို့လားငါမြားတန်လေးပဲလုပ်ပါနော်အဆင်ပြေပါတယ်စားဖို့တောက်ဖို့ပြေလဲပါတယ်ဒါပေမဲ့အဲ့ဒီစက်လေကြီးကြီးကိုချောင်းထဲမှာဝင်သွားတဲ့ခါကျတော့ငါးဖမ်းဖို့အတွက်ကကိုလိုကန်လန့်နဲ့နောက်ပြီးတော့ဒီစက်လေးကိုစက်တွေမောင်စီတွေထည့်ပြီးတော့ရလာတဲ့ငါးသေးသေးနဲ့ကိုက်ညီမှုမရှိဘူးနော်အဲ့တော့အလောက်ယူနေတယ်လူလဲရွေးတယ်တာဝန်ယူမှုတိတ်ဘာမှမရှိတဲ့လူတယောက်ကိုခွန်ရှစ်ကိုတုံးခိုင်းလိုက်လို့ရှိရင်ဘာဖြစ်လဲသိလားသိတာလားအရန်တော်နေတဲ့လူတယောက်ကသူ့ကိုဘာအလောက်မှမပေးထားတဲ့ခါကျတော့သူကဘယ်လိုဖြစ်လဲအတိတ်ပဲမဲ့နေတယ်လို့စိတ်တက်ကြလာတယ်မှားယွင်းတဲ့အရာလေးတွေဖြစ်လာတယ်နောက်ပြီးတော့ဥပမာသူ့ကိုအရန်အာနာဩဇာပါဝါမတုံးလည်းမတုံးဘူးတဲ့လူတယောက်ကိုဩဇာအာနာကမ်းပေးလိုက်လို့ရှိရင် तू ကဘာအတွက်သုံးရမှမသိတော့ကိုလိုကန်းလာဖြစ်စီတယ်နော်ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာခွန်ရှစ်ကိုဒီတချေတော့အမြဲပြောတယ်လူရွေးပါတယ်အလုပ်ရွေးပါတယ်အသက်အရွယ်ရွေးပါတယ်ဒါပေမဲ့သုံးမရဘူးလားလို့မေးလို့ရှိရင်မဟုတ်ပါဘူးသုံးလို့ရပါတယ်နော်အထားအထိုင်နေရမှန်ခဲ့လို့ရှိရင်ဒီနေ့ဒီချိန်မှာလူကြီးမင်းဝန်ထမ်းဖြစ်နေရင်တော့မှအထားအထိုင်မှန်တယ်သူ့ကိုအုပ်တဲ့နံပါတ်ရှိတယ်နောက်ပြီးတော့ဝန်ထမ်းဆိုပြီးမှလည်းသိတဲ့အတိုင်းပဲဝန်ထမ်းအလွှာပေါင်းများစွာလေတချို့ကဝန်ထမ်းအောက်ခြေကလေးကအောက်ခြေတချို့ကဝန်ထမ်းဟုတ်တယ် तू ဝန်ထမ်းဒါပေမဲ့ तू ဦးစီးလောက်ကင်နေရတယ်လေအဲ့တော့ तू သုံးလို့ရတယ်တိတ်ချာနားလည်ဖို့လိုတယ်နော်ပြစ်စလိုချင်တယ်ရငါဘယင်ဖြစ်ချင်တယ်ကိုနေတဲ့နယ်ပယ်ကဘယင်အင်အားဘလောက်သုံးရတာလဲတချို့အရာတွေကခွန်ရှိကိုသုံးစီရမလို့ဥပမာနှစ်5လောက်သုံးလိုက်ရုံနဲ့နော်နှစ်3သုံးလိုက်ရုံနဲ့လူကြီးမင်းဘယင်ဖြစ်လို့ရတယ်နော်ဘယင်ဖြစ်လို့ရတယ်ဒါကြောင့်မလို့ခွန်ရှိကိုသုံးတဲ့အခါကျလို့ရှိရင်စဉ်းစားပါအထိုင်ကောင်းကောင်းနဲ့ချပါခွန်ရှိကိုကြောင့်လူကြီးမင်းဘယင်ဖြစ်နိုင်စွမ်းရှိတယ်လို့ခွန်ရှိကိုကြောင့်လည်းလူကြီးမင်းခွက်ကင်ရတဲ့အနေအထားကိုသုံးဖို့နိုင်တယ်အထိုင်မပိုင်အတုံးအပြုံးကျန်းပြီးနေရတကလိုက်ပြီးအော်ငေါ့နေလို့ရှိရင်လူမုံများလာတာပဲအဖက်တင်တယ်နောက်ပြီးတော့တချေတော့အိမ်ရှင်မတွေခွန်ရှိကိုမတုံးပါနဲ့လို့ဘာဖြစ်လို့တားလဲသိလားသူများလောက်ကျွေးတာကိုလည်းစားသေးတယ်နော်အလကားနဲ့အလကားအမိတ်ပဲဒီအမိတ်ပဲအတုံးဖြုံးကျန်းလို့ရှိရင်ဟိုကလက်မပိုင်ဘာဖြစ်လဲကွဲကိန်းစိုက်တယ်ကွဲကိန်းမစိုက်ရင်လေဟိုကနောက်တယောက်ကိုအငယ်အနှောင်းကိုတွားရှာတယ်အဲ့ဒီအခြေအနေမျိုးရောက်မှဆိုလို့အိမ်ရှင်မတွေနော်သူများလောက်စာကိုလည်းကိုစားလို့ရှိရင်အပြိုးကောင်းကောင်းလေးနဲ့ခွန်ရှိကိုမဟုတ်ဘဲနဲ့တခြားနံပါတ်3လို့ရှိရင်လည်းဘယင်ဖြစ်ပါတယ်ဒါကိုတိချာနားလည်ဖို့လိုအပ်တယ်အင်ဂျင်ကလူရဲလုတ်ဖြစ်လာလို့ရှိရင် free of life ဆိုတာရှိတယ်ဒီဆက်ဝန်အချက်8ချက်စလုံးကိုအကောင်းဆုံးဘေးလဲညီဖို့အတွက်ဒိတ်ကျဲဆိုတဲ့ကဖုန်းကပန့်ဖို့ပေးနိုင်တယ်အလောက်အနှံတဲ့လူအတွက်ပဲ